အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ vlog လေးကနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းလေးကဘာလဲဆိုတော့ကျွန်တော်တွေအလုပ်တစ်ခုလုပ်မယ်ပေါ့နော်ဥပမာအဲ့အလုပ်ဆိုတာလည်းကျွန်တော်တို့ဒီပုံမှန်လူတွေဂျားထဲမှာဗျာဒီတမနာလုပ်နေတဲ့အလုပ်မျိုးမဟုတ်ဘဲနဲ့ကိုကိုရီးရဲ့ဒီပေါ့နော်ကိုရီစိတ်ဝင်စားတဲ့ဟာမျိုးဟိုဆိုတော့သူများလောက်တာနဲ့ကွဲပြားနေတဲ့ဟာမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူတွေကဝေဖန်မာတို့ဒီလားဝေဖန်မာတို့ပြောမာတို့အဲဒီဟာမျိုးလေးတွေကိုအနေနဲ့များတော့ကြောက်တတ်ကြတာပေါ့နော်ဒီလားဟာငါဒါလည်းလို့ရှိရင် तू ငါ့ကိုဘာပြောမလဲမသိဘူးပေါ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးစိုးရင်တတ်ကြတယ်ဆိုတော့ကျွန်တော်လည်းစိုးရင်တယ်အရင်ကပေါ့နော်အရင်တော့စိုးရင်တယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုးပြောလို့ရှိရင်ကိုယ့်အနေနဲ့ကတိတ်ပြီးတော့စိတ်မတက်မတာရရတယ်လေဒါပေမဲ့အဲ့လိုမျိုးဖြစ်တော့ရောကျွန်တော်တို့လုံမဲ့အလုပ်ကမလုပ်တော့ဘူးလားဆိုတော့လေမဟုတ်ပြန်လုပ်ချင်သေးတာဆိုတော့အဲ့ပေါ်မှာရွေးရတာပေါ့နော်အမှန်မှန်ကကျွန်တော်ဒီစောက်ကလေးဖတ်နေတာပေါ့ဒီစောက်လေးဖတ်နေတယ်ဆိုတာဒီစောက်နာမည်ကတော့မင်းကထူးကြတယ်တဲ့ you are special ပေါ့နော်အဲ့ဒီမင်းက special you are special ပေါ့အဲ့စောက်ကလေးကစာရေးဆရာမတက်မေရီကရေးထားတာပါဒါဘာသာပြန်စာအုပ်ပေါ့နော်အဲ့ထဲမှာတဘာရေးထားလဲဆိုလို့ရှိရင်သူကအဲ့လိုမျိုးကိုတခုလောက်ပြမယ်ဆိုလို့ရှိရင်ကိုဘာပြောမလဲဆိုတဲ့ဟာမျိုးပေါ့နော် feedback ကြီးကိုကြောက်တာပေါ့အဲ့ဒီအကြောင်းလေးကသူမကြောက်ဖို့ပြောပြထားတာပေါ့တကယ်လမ်းကျွန်တော်တို့တွေမကြောက်သင့်ပါဘူးဘာလို့လဲဆိုတော့ဒါကိုလုတ်ချင်တဲ့အလုပ်ပေါ့နော်ကျွန်တော်ပြောဆိုလို့ချင်တာကကိုလုတ်ချင်တဲ့အလုပ်ဆိုတဲ့နေရာမှာဘယ်လိုပြောရမလဲမဟုတ်ကောက်မပြောဘူးနော်မဟုတ်ကောက်လုပ်တဲ့ဟာမျိုးမဟုတ်ဘူးတကယ်ကိုဘယ်လိုပြောရမလဲကိုယ့်အတွက်အဆင်ပြေတဲ့အလုပ်ကိုတကယ်ကိုစိတ်ထဲမှာလှုပ်ချင်နေတဲ့ဖြစ်ချင်နေတဲ့အလုပ်မျိုးပေါ့နော်ဘယ်အရာမျိုးကိုမဆိုကျွန်တော်ဆိုလိုတာပါဆိုတော့ဘာပြောထားလဲဆိုလို့ရှိရင်ကိုလှုပ်ပြလိုက်လို့တခြားသူတွေကကိုဘယ်လိုထင်မလဲကိုဘာတွေပြောမလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါတွေကို view site ပါနေဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲ့ဒါတွေ view site လို့ရှိရင်ကျွန်တော်တို့လုံမဲ့အလုပ်မှာအနောက်ချက်တွေဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့လုံနိုင်တဲ့ ability ကဘယ်လောက်ရှိသလဲဆိုတာကျွန်တော်ကဒီအလုပ်တွေကိုလုပ်ကြည့်မှသိတာပေါ့နော်လုပ်ကြည့်မှသိတယ်ပြီးလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်တုန်းကအဲ့လိုစိတ်မျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေကိုယ့်ဘောက်ကိုတွန်းကန်ပြီးတော့ကျွန်တော်လုပ်ခဲ့တဲ့အလုပ်လေးတွေရှိတယ်ဒါနောက် blog တွေမှာကျွန်တော်ပြောပြပါမယ်ဆိုတော့အဲ့ဒီဟာတွေကိုဂယုမဆိုင်ဘက်နဲ့လုပ်ခဲ့တာပေါ့နော်ဂယုမဆိုင်တာဘယ်လိုလဲဘယ်လိုလုပ်ဆိုရှင်ကျွန်တော်ရဲ့အိမ်ကကျွန်တော်မိဘတွေကပါတားခဲ့တဲ့အလုပ်မျိုးတွေပေါ့နော်ဒါပေမဲ့ကျွန်တော်ရအောင်ဖြစ်အောင်လုပ်ခဲ့တယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့တချို့လုပ်တွေကကြတော့ကိုတိုင်ဝင်ရောက်ပြီးတော့လုပ်တဲ့အခါကြတော့မှသာလျက်ငါကဒီအလုပ်နဲ့အဆင်ပြေလားမပြေဘူးလားဆိုတော့သိတာပေါ့နော်သိတာပထမတော့လှုပ်ချင်စိတ်တွေအများများနေတယ်သိရမလားနောက်ပိုင်းကျလို့ရှိရင်ဒီလုပ်ကိုဆက်လုပ်လိုက်လို့ငါနဲ့ကဖြစ်ပါမလားအဆင်ပြေပါမလားဘာလားပေါ့နော်အဲ့လိုမျိုးလေးတွေတွေးမိတာတဲ့အချိန်ကြလို့ရှိရင် okay ငါလှုပ်ချင်စိတ်တွေရှိနေတာဒါငါနဲ့တော့အဆင်ပြေပါလားဆိုတော့ကိုသိတာသူများပြောလို့သိတာမဟုတ်ကိုလှုပ်ကြည့်လိုက်တော့မှသိသွားတဲ့အချိန်မှာဒါကိုစက်မလုပ်တော့တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့ဒါဘာပဲပြောဘွားကကျွန်တော်တို့ကချိန်ကာလတူတူလေးအတွင်းမှာလူလာဖြစ်ကြတဲ့အတွက်ကြောင့်မို့လို့ဒီလူလောကမှာပေါ့နော်ကိုလှုပ်ချင်တဲ့အလုပ်ကလေးတွေရှိမှဆိုလို့ရှိရင်လည်းလှုပ်ပါဘာလို့ဆိုတော့တချို့ဟာတွေကမလှုပ်ဖမ်းနဲ့ကျွန်တော်တို့ထားခဲ့ရတဲ့အလုပ်တွေရှိတာပေါ့နော်တချို့တွေဆိုလို့ရှိရင်ဘာမှမလုပ်ဖြစ်ဘူးဒါပေမဲ့ရည်ရွယ်ချက်တော့ရှိတယ်ငါဒါလေးလုပ်ချင်တယ်ဆိုရယ်ရည်ရွယ်ချက်ရှိတယ်ဒါပေမဲ့အကောင့်ထဲမှာပေါ်ပြလိုက်တဲ့လူတွေအများကြီးပဲရှိတယ်မပေါ်ပြလိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့အလုပ်ငန်းမှာသူ့အနေနဲ့ ability ဘယ်လောက်ထိသူလုံနိုင်တယ်လဲဆိုတဲ့ဟာကိုသူမသိဘူးသိမသွားဘူးပေါ့နော်ဆိုတော့ဘာပဲပြောလုပ်ကြည့်ပါသူများနဲ့မတူတဲ့အလုပ်မျိုးပေါ့နော်ကိုယ့်ရဲ့ဒီကိုယ့်ဘက်ကိုလမ်းကြောင်းဖောက်ပြီးလုပ်မှာဆိုလို့ရှိရင်လည်းလုပ်ကြည့်ပါသူများပြောတာတွေဘာမှခေါင်းထဲမထည့်ပါနဲ့အဓိကကိုယ့်ပဲစံထားရမှာအဲ့လိုမျိုးပေါ့ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလုပ်ခဲ့ဘူးပါတယ်ဆိုတော့ဒီထဲမှာရေးထားတဲ့ဟာလေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်အမေတယောက်ကနေပြီးတော့သူ့သမီးကိုဘယ်လိုပြောရမလဲပြောတဲ့စကားပေါ့နော်ဘာလေးပြောတာလဲဆိုတော့ဒိုကျုံလေးပဲကျွန်တော်ပြောပြလိုက်တော့ပါနော်
သူတို့ရဲ့ဟိုပေါ့အိမ်မှာပွဲတော်လုပ်ကြတာပေါ့နော်နိုင်ငံတွေမှာကျတော့အိမ်မှာစာပွဲတော်ပွဲလုပ်ကြတဲ့အခါမှာသူကလေးလေးတွေရှိတယ်ကလေးလေးတွေကိုသူကအဲ့စာပွဲတော်ပွဲမှာတချင်းဆိုခိုင်းတာချင်းဆိုခိုင်းတဲ့အချိန်မှာအဲ့ဒီသူ့ရဲ့သမီးလေးကဆိုရမှာကြောက်တယ်အမေရဲ့တဲ့သမီးတဲ့တချင်းဆိုရမှာကြောက်တယ်တဲ့ပြီးရင်သူတို့တွေကသမီးကိုကြည့်နေကြမှာပေါ့နော်အဲ့လိုမျိုးပြောတာသူ့မေကဘာပြောလဲဆိုနေ့ကိုကြည့်မှာမဟုတ်ဘူးတဲ့နေ့ကိုနေရတဲ့သူတို့ဖျော်ပြပေးအောင်မဲတဲ့နေ့ကိုလည်းတဲ့သူတို့ကတဲ့ကြည့်နေမှလည်းမဟုတ်ဘူးတဲ့စိတ်လည်းဝင်သွားမှမဟုတ်ဘူးတဲ့သူတို့ဟာနဲ့သူတို့ရှုပ်နေတာတဲ့အဲ့လိုပြောလိုက်တော့ကလေးကလေဟာနည်းစိတ်တက်တာပြီးတော့ तू လှုပ်ချင်တဲ့ဟာကိုလှုပ်လိုက်တာပေါ့နော်ဆိုလိုချင်တာကကိုလှုပ်ချင်တဲ့အလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်ဘေးကလူတွေရဲ့ပြောမလားဆိုမလားဆိုတဲ့ဟာမျိုးကိုထိတ်လန့်ကြတာပေါ့ဒါပေမဲ့အဲ့ဒီ step ကိုကြော်သွားလို့ရှိရင်ကိုလှုပ်ချင်တဲ့အလုပ်ကကိုဘယ်လောက်ထိလှုပ်နိုင်လဲဆိုတာကိုကိုမြင်ရမှာဆိုတော့ဘာဖြစ်ပြောအဲ့ဒီအားတွေကိုတိတ်ပြီးတော့ခေါင်းနဲ့မထည့်ပဲနဲ့ကိုလို့ဆရာရှာရေးလုပ်ပါတကယ်လို့အဲ့လိုမျိုးတွေးနေတဲ့သူတွေရှိလို့ရှိရင်ကျွန်တော်ကဒါလေးနဲ့သတင်းစကားပါခြင်းဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဘယ်လိုဟာမျိုးတွေကျွန်တော်လုပ်ခဲ့လဲဘယ်လိုတွေဖြစ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပါအောင်မယ်အားလုံးကျေးဇူးများတင်ပါတယ်